ရန်သူဆိုဒီမှာဘယ်သူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ရန်သူအစ်စ်လေငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ရန်သူမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ရန်သူလောဘဆိုတဲ့ရန်သူမောဟဆိုတဲ့ရန်သူကကိုယ်ငရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခါသာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ရန်သူလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကရန်သူအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပျော်မှဆိုမှတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ရန်သူအစ်စ်ဟာကိုယ်ရင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်